လောကသုံးပါးမြတ်ဆုံးထားရဲ့အပြည့်ဟုံးလာစေတရားမြတ်ဗုဒ္ဓရဲ့မဟာကရုဏာမြေပေါင်းများစွာထင်ရှားရှိတဲ့မြတ်ဗုဒ္ဓဖြစ်တော်စေမြတ်မိလောမတာတိရှိဘုရားရဲ့ဆုံးနေသူကြဆုံးနေဘုဒ္ဓဝေသူကြဆုံးနေဘုဒ္ဓဝေသူကြဆုံးနေမဟာဘုဒ္ဓဝေနှစ်စိတ်တိုင်းချင်းပါစေအောင်ဝဲစီစဉ်ရန်ဝင်စတဲ့အမှုရကုန်နေတရုတ်ချေအလူအလားပုံနေအဟုတ်နေသူကြဆုံးနေဘုဒ္ဓဝေသာသနာ့ဤကိုလူငယ်များဘုံမူစိတ်ဝင်လာဘုံမူလိမ္မာရေးရရှိနေကိုယ်ဝေဒီအစစ်မှာလိုက်နာခြင်းသုံးပါကိုယ်နိုင်ငံလူမျိုးကိုဘာသာကိုသာသနာအတွက်အတိတရားကိုဘုံမူမြင်ပါနိုင်ငံတော်တည်ဆောက်ရေးတွင်အထောက်ပံ့ကောင်းများဖြစ်ဖို့ရ၏မဟာဘုရားကျေးဇူးတော်ပြုပေါ်၏လောကတွေးစားကျေးဇူးလာ၏သူကြဆုံးနေဘုရားဝေသူကြဆုံးနေဘုရားဝေသူကြဆုံးနေဘုရားဝေသူကြဆုံးနေဘုဒ္ဓဝေအမှုတရားခုံမင်းတရား